ဆရာကြီးရဲ့တုံ့တက်ချက်ကတကယ်ကိုပဲမှတ်သားစရာတွေပါအပြင်ဘက်ပတ်လန်းရဲ့အုပ်ပေါင်ပေါ်ကနေထိုင်ပြီးတပ်ပညုကိုငေးကြည့်နေတာအတော်လေးကြားလာပြီပကြီးဆွဲဖို့နေရာထက်ရှာခဲ့ပေမဲ့ထင်သလောက်ထိုင်စရာနေရာမတွေ့ခဲ့လေတဖြူဖြူနဲ့နေလို့ကောင်းပေမဲ့ဒီမှာကြာကြာနေရင်အတွေးတွေနဲ့မွန်းကျက်တော့မှာပဲနိုင်ရကြည့်တော့12နာရီဓမယန်ကြီးစီသူမဆက်သွားဖို့ပြင်တယ်အဲ့ဒီနာရောက်မှတခုခုစားမယ်လို့ဆုံးဖြတ်ပြီးဖျားပေါ်ကနေဆင်းလာခဲ့တယ်သူမဆင်းလာတာနဲ့အလာတုန်းကသူမရဲ့အနောက်ကိုလိုက်ခဲ့တဲ့ကောင်မလေးရဲ့ဆိုင်ကိုတန်းရှာမိတာပဲကောင်မလေးကသူမကိုမြင်တာနဲ့ဝမ်းသာအားရပြေးကြိုပြီးဆိုင်ကိုခေါ်သွားတယ်ရွံ့ပစ္စည်းလေးတွေကိုမြင်တော့ထိုင်ကုန်လေးနဲ့ထိုင်ပြီးသူမအသေးစိတ်ကြည့်တယ်ဆိုင်မှာကောင်မလေးရဲ့အမေဖြစ်ဟန်ရတဲ့အမျိုးသမီးကြီးတယောက်ကသူမကိုပြုံးပြပြီးအေးဆေးကြည့်နော်သမီးမဝယ်လဲဘာမှမဖြစ်ဘူးစိတ်ကြိုက်တာကြည့်အာမနာနဲ့သမီးလက်ဆောင်လေးပေးခြင်းလို့လိပ်စာကလေးထည့်လို့ရတဲ့ယုံဘူးအသေးလေးကြည့်ခြင်းနဲ့အမျိုးသမီးကြီးကယုံဘူးအသေးလေးတစ်ခုကိုသူမစီလှမ်းပေးရင်ဒါလေးကနှစ်ဖက်လနောက်ထပ်တစ်ဖက်သူမရဲ့ညာဘက်လက်ကလက်ပတ်လေးကိုမြင်သွားတဲ့အခါပြောနေရင်းနဲ့ရက်သွားပြီးကြက်တည်တည်သွားတယ်သူမကမသိသေးပဲယွန်းဘူးကိုလှမ်းယူလိုက်ပြီးတေးသေးချာချာကြည့်ရင်နောက်ထပ်ရောဘာရှိသေးလဲအန်ဒီအမျိုးသမီးကြီးကသူမမေးတာကိုပြန်မဖြေပဲသမီးအသက်30ပြည့်ပြီလားသူမအံ့ဩသွားကအမျိုးသမီးကြီးကိုကြည့်လိုက်ပြီးသမီးအရင်ကအသက်30ပြည့်တာအန်ဒီဘယ်လိုလုပ်သိတာအမျိုးသမီးကြီးကပြက်ရွေးနေတဲ့မျက်နှာကိုပြင်လိုက်ပြီးအော်မဟုတ်ပါဘူးဒီလိုပဲမှန်းကြည့်လိုက်တာအန်ဒီသမီးကအခုအသက်25နှစ်ရှိပြီလေခုနကသမီးကိုလိုက်ပို့တဲ့ကလေးမလေးပေါ့အမျိုးသမီးကြီးကနောက်ထပ်ရုံမှုပုံစံတစ်ခုကိုထုတ်ပြပြီးစကားစာလွှဲလိုက်တယ်ဒါကတော့တစ်ဖက်လားအမတ်တရရေးခြင်းလည်းရတယ်ဟုတ်လားဒါဆိုသမီးဒါလေးကြည့်လိုက်မယ်နာမည်လေးထိုးပေးပါနော်အမျိုးသမီးကြီးကကညစ်တန်လေးကိုယူလိုက်ပြီးနာမည်ပြောသမီးမှိုင်းဝေကညစ်တန်နဲ့တေချာလှပအောင်နာမည်ကိုကနှုတ်ပုံစံရေးဆွဲရင်သမီးကဘယ်မှာတဲလဲမြို့တစ်တွေကဟိုတယ်ဝင်းစတာမှာအော်နီးတာပဲကြောက်အောင်မလား3ရက်4ရက်လောက်တော့ကြာမယ်ထင်တယ်ကနှုတ်ပုံကိုအချောတက်ပြီးတော့သူမစီလမ်းပေးလိုက်ရင်လက်ပတ်ကိုထပ်ကြည့်လိုက်တော့သူမကတတိထားမိပြီးကြောက်စင်းကအစ်စ်မဟုတ်ဘူးအန်ဒီရိုးရိုးကြောက်ပဲအော်မိဘအမွေနဲ့လားဟောအန်ဒီတိပြန်ပြီမဟုတ်ပါဘူးသမီးရဲ့လက်ပတ်လေးကရှင်းအောင်လက်ကောက်လေးလိုမျိုးလေအားကြောင့်မေးကြည့်တာအန်ဒီမျိုးသားစီမှလည်းအဲ့လိုမျိုးနဂတ်တစ်စုံရှိတယ်အဲ့ဒီနဂတ်ကရောမိဘအမွေနဲ့ပဲလားအမျိုးသမီးကြီးကပြုံးပြီးကောင်းခါလိုက်ကသူ့ဘဝမှာအချစ်ရဆုံးသူခြံရိပ်ခဲ့တဲ့ပစ္စည်းလေးသူချစ်သူစီကရခဲ့တဲ့နဂတ်လေးပေါ့သူမမေးရမှာအာနာသွားလို့ဘာမှဆက်မပြောနိုင်ပဲအော်အဲ့ဒီပစ္စည်းလေးကိုသူကတိတ်ပြီးတော့အမျက်တနိုးရှိလာတယ်အနည်းတော့တစ်ခါပဲထုတ်ပြဘူးလားဒါကလည်းဇနီးမယားတယောက်အနေနဲ့တည်တင်တီးတိုက်တဲ့ထင်လို့ထုတ်ပြောပြတာအနည်းကလည်းသူမျက်နိုးလာတဲ့ပစ္စည်းလေးဆိုတော့ဘာမှမပြောပါဘူးကွယ်ငယ်တော့ကတော့မနာလို့ဖြစ်တာပေါ့မောအန်ဒီရဲ့ဥတိုမှာပေါ့အရင်ရေးစားရဲ့အမတ်တရဆိုတော့လေအခုရောအဲ့ဒီနက်ကလေးရှိသေးလားနောက်ပြီးအန်ဒီရောဥတိုသေးလားအမျိုးသမီးကြီးကရှက်ရဲရဲလိုက်ပြီးနက်ကလေးကအခုထပ်ထိရှိသေးတာပေါ့အန်ဒီကတော့ဥမတိုတော့ပါဘူးကွယ်သူ့ကိုနားလဲအောင်စူးစမ်းပြီးသူ့ဘေးမှာနေခွင့်ရတာအန်ဒီအတွက်အကောင်းဆုံးသောဆုလက်တစ်ခုပဲမဟုတ်လားသူကအန်ဒီပေါ်တိတ်ကောင်းတယ်ချစ်လဲချစ်တယ်ဒါမဲ့သူ့ချစ်သူကိုအခုတည်းကမမေ့နိုင်သေးဘူးပကံမှာသူရှိနေရခြင်းရဲ့အကြောင်းပြချက်တစ်ခုကသူ့ချစ်သူကြောင့်ပဲလေဇလန်ကိုရေရရမသိပေမဲ့အမျိုးသမီးကြီးရဲ့ခံစားချက်ကိုသူမအင်မတန်တနာသွားတယ်မိန်းမတယောက်ကတကယ်ချစ်မိတဲ့အခါအရာအလုံးနားလည်ခွင့်လို့ပေးနိုင်တယ်ဆိုတာတကယ်ကိုမှန်နေတာပဲသူမဘာမှထပ်မမေးတော့ပဲကြားတဲ့ငွေကိုရှင်းပြီးပြန်မယ်ပြင်တော့အမျိုးသမီးကြီးကသူမလက်ကိုလှမ်းဆွဲလိုက်ပြီးသမီးသူမအမျိုးသမီးကြီးကိုကြည့်လိုက်တယ်တခုခုပြောခြင်းမုံရပေမဲ့ထွက်မလာဘူးခဏကြာမှမှိုင်းဝေကသမီးရဲ့ချစ်သူလားသူမပြုံးပြလိုက်ကကောင်းငိမ့်လိုက်တယ်သူ့ပကံခေါ်မလာနဲ့နော်သူမရဲ့အပြုံးတွေလမ်းတော်မှာပျောက်သွားခဲ့ပြီးမျက်မှောင်ကျုံလိုက်တယ်ရှင်နဲ့တိတ်ခနဲနေပေမဲ့ဘာမှဆက်မပြောတော့ပဲရွှေကူကြီးကနေခတ်တွတ်တွတ်လေးဆင်းခဲ့တယ်E-bike နားကိုရောက်တော့တယောက်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးခံစားရတာမို့ဘေးကိုကြည့်လိုက်တယ်
သူမတပ်ပညုကိုဖြတ်လာတော့ပါဇက်ကနေတခုခုရေရွနေတဲ့အဖွားကိုပဲအညူရောင်ချီတဲ့အပေါ်တက်လေးဝတ်ထားတဲ့အဖွားကိုသူမအနာကိုပြေးလာနေပေမဲ့အသက်ကြီးနေတာကြောင့်တော်ရုံရှိမရောက်ရိုင်ထိုးပြီးသူမအနာကိုကတ်တွတ်လာနေတယ်ပတ်စံတောင်းဖို့လာနေတယ်လို့ထင်လိုက်ပေမဲ့အဖွားအိုရဲ့မျက်လုံးတွေကိုအနီးကပ်မြင်လိုက်ရတဲ့အခါသူမလန့်သွားတယ်ရန်လိုနေတဲ့အကြည့်တွေဆူရှာလာတဲ့အကြည့်တွေမုံတီးယွန်ရှာနေတဲ့အကြည့်တွေလို့သူမဘာလို့တွေးမိနေပါလဲသူမရဲ့စိတ်အာရုံကိုသူမဝေခွဲမရခင်မှာပဲအဖွားအိုကသူမကိုတောင်ဝင်းနဲ့ရိုက်ချလိုက်တယ်ရုတ်တရက်ထင်မထားတာကြောင့်လက်မီနောက်ဆုတ်လိုက်တော့ခြေထောက်ခောက်ပြီးမြေကြီးပေါ်ပုံရသားလဲကျသွားတယ်အဲ့ဒီချိန်အဖွားအိုကဟမ်ပြန်လာခြင်းနင်ဒီကိုပြန်လာခြင်းနင်တို့တွေပြန်လာရင်မဆိုင်တဲ့သူတွေတေရတော့မယ်ငါအကူနင်တို့တတ်ခဲ့တာနင်တို့ဝကြွေကြမဆိုင်တဲ့သူတွေတေခဲ့ရတာနင့်ကိုငါဘဝဆက်တိုင်းလိုက်တတ်မယ်ဘယ်သူမှမတေရဘူးငါနင့်ကိုတတ်မယ်အဖွားကငိုယိုပြီးတောင်ဝင်းနဲ့သူမကိုရိုက်တယ်အသက်ကြီးပြီးအားနေနေတာမို့တိတ်မနာပေမဲ့သူမပူထူပြီးဘာလို့ရမလဲမသိဘေးဘီကိုကြည့်တော့အကောင်လုံးကရက်ကြည့်နေတယ်ဘယ်သူမှဝင်မဆွဲကြဘူးအဲ့ဒီအချိန်မှာယွန်းဆိုင်ကအမျိုးသမီးကြီးကပြေးဆင်းလာခဲ့ပြီးဒေါ်ကျင်မလောက်ရဘူးလေဟဲ့ဝိုင်းဆွဲကြလေနင်တို့တွေကလည်းဘာလို့ရက်ကြည့်နေကြရလဲအမျိုးသမီးကြီးပြောတော့မှအကုန်လုံးကဒေါ်ကျင်ကိုဝိုင်းဆွဲကြတယ်သူမကိုတော့ဘယ်သူမှလာမထူပေးဘူးအမျိုးသမီးကြီးကသူမကိုပြေးထူပြီးဘာဖြစ်သွားသေးလဲသမီးတအားနာသွားသေးလားသူမခေါင်းခါပြလိုက်ပေမဲ့အသားတွေတုံရင်မျက်ရည်တွေကျလာတယ်အမျိုးသမီးကြီးကသူမကိုတနာစပွဲမျက်လုံးတွေနဲ့ကြည့်ပြီးအဖေမပိုင်ဒီနေကိုမလာသင့်ဘူးသမီးရဲ့အသိရှိလားဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ပါလားဒါမှမဟုတ်သမီးကိုအန်ဒီလိုက်ပို့ပေးမယ်လေသူမအိတ်ထဲကဖုန်းကိုထုတ်ပြီးကတုံကရင်နဲ့ခေါ်လိုက်မိတာကသူမရဲ့အချစ်ဆုံးတငယ်ချင်းမလေးအေးမ3ငါသာပကံမှာရှိမနေနင်ဘယ်လိုလုပ်မလဲလင်းလင်းထွန်းအေးမကစိုးရင်တကြီးနဲ့ပြောနေတာကိုကတင်ပေါ်မှာတံမယာရီတောက်ကငြိမ်ပြီးထိုင်နေတဲ့သူမကခွန်းထုံမပြန်မဲတခုခုကိုတွေးမိပြီးတေးကြတာတော့ငါ့ကိုအိမ်မက်ကခေါ်ဆောင်လာတာအေးမကအားမလို့အားမရဖြစ်ပြီးသူမရဲ့ဘေးကိုလက်ခနဲရောက်လာကထိုင်ချလိုက်တယ်သူမရဲ့လက်ထဲကခွက်ကိုဆွဲယူလိုက်ပြီးစပွဲပေါ်တင်လိုက်ရင်နင်ဆက်မလုပ်နဲ့တော့လင်းလင်းထွန်းနင့်ကိုကြည့်ရလဲပုံမှန်မဟုတ်ခေပညာတတ်တယောက်အနေနဲ့ချင့်ချိန်စဉ်းစားလေခေပညာတတ်မလို့အရာအလုံးသိပ္ပံနည်းကြလိုက်ကြည့်ရမယ်လို့မှမရှိတာလောကမှာသိပ္ပံနည်းလည်းရှင်းလို့မရတဲ့သိပ္ပံဖြစ်ရလို့နေတော့အများကြီးရှိသေးတာပဲမဟုတ်လားနင်စကားကိုကတ်မပြောနဲ့နော်ငါကိုမိုင်းဝင်နဲ့ဖုန်းဆက်တိုင်ပြလိုက်မှာဘာမှတ်နေလဲအိမ်မကချင်းချောက်တယ်လို့ပြောနေတာကြောင့်သူမလန့်သွားပြီကိုတော့မတိုင်ပါနဲ့ဟာသူသိရင်မာမီတို့တိကုန်လိမ့်မယ်အိမ်မကတပြင်းချပြီးကောင်းခါတယ်ဘာမှတော့ဆက်မပြောဆက်ပြောလဲမောယုံပဲရှိမယ်ဆိုတာအိမ်မသိပြီးသားလေအိမ်မအကြောင်းသူမသိတယ်လို့သူမရဲ့အကြောင်းကိုလည်းခရီးစိတ်တွင်ကြအိမ်မအကုန်သိတယ်သူမအပေါ်ကိုကလွှမ်းမိုးမှုရှိတယ်လို့အိမ်မကကောက်ချက်ချတာတယ်တက္ကသိုလ်တက္ကသိုလ်ကခင်မင်လာခဲ့တဲ့တငယ်ချင်းဆိုပေမဲ့ငယ်ပေါင်းကြီးပေါ်တွေလိုမျိုးရင်ဖွင့်ပေါ်ရင်ဖွင့်ပတ်ဖြစ်နေခဲ့တာသူမကပကြီးဆွဲရတာဝါသနာပါတယ်ခလေးတွေနဲ့နေရတာပြောတယ်သူမကိုယ်တိုင်လည်းမိုးမခမှကြီးပြင်းလာတော့ကလေးတွေကိုကိုချင်းစားတယ်မွေးစားမိဘတွေစီရောက်သွားပေမဲ့သူမအတွက်အရေးကြီးဆုံးကမိုးမခပဲအိမ်မှာကြတော့သူမနဲ့မတူပဲချမ်းသာတဲ့မိသားစုမျိုးရိုးကနေဆင်းသက်လာတာအိမ်မှာထက်မြက်တယ်ကြိုးစားတယ်သူမရဲ့ဝါသနာကခရီးသွားခြင်းပဲကြောင်ပြီးတော့မိဘလုပ်ငန်းဖြစ်တဲ့ဟိုတယ်လုပ်ငန်းမှာဝင်မလို့ပဲအဲလန်းညုံဝင်ဖြစ်တယ်ငယ်တုန်းရွယ်တုန်းမြန်မာပြည်အနှံ့ပတ်ခဲ့ပြီးပြီအခုသူမရဲ့အဖေအသက်အရွယ်ရလာတာကြောင့်ဟိုတယ်လုပ်ငန်းကိုသူမပြန်ဦးစီးရမယ့်အချိန်ရောက်လာတာကြောင့်မွေးရမြေဖြစ်တဲ့ပကံမှာပဲသူမအခြေတကျဖြစ်ဖို့ကြိုးစားနေတယ်မိသားစုစီဝါရေးဆိုပေမဲ့လည်းအိမ်မကိုယ်တိုင်ကတော်တာကြောင့်အခုအခါပို့ပြီးအောင်မြင်နေပြီနင်ကိုမိုင်းဝင်တည့်ရင်အခုချက်ချင်းလာခေါ်မှာနော်ငါတို့ကြားထဲကနေမျက်နှာပူရအောင်မယ်လင်းလင်းထွန်းရဲ့ဘာမှမျက်နှာမပူနဲ့ငါတစ်ပတ်လောက်ပဲနေမှာပြီးရင်ရတာတို့စီကနေတစင်ပြန်มาပဲလေအရင်ကလည်းငါတစ်ပတ်လောက်မိုးမခမှနေကြပဲအေးပါနင်းဆက်နေနိုင်ပြီးရပဲငါထပ်ပြီးစိတ်ပူတာနေတခုခုဖြစ်သွားမှာပဲသူမအိမ်မမသိအောင်တပ်ပြင်းခိုးချလိုက်တယ်
အိမ်မကိုအိမ်မက်ကိစ္စပဲပြောပြလိုက်တာအဖွားကိုသူမကိုရိုက်တဲ့အကြောင်းမပြောဘဲနေလိုက်တယ်ရွှေကူကြီးမှာမျက်စိလဲနေပြီလို့ပဲပြောတာနဲ့ချက်ချင်းရောက်လာရောသူဒီမှာရှိနေရတဲ့သူ့ကိုကြိုတင်အကြောင်းမကြားလို့ဆိုပြီးစိတ်ဆိုးနေလိုက်တာများတကယ်တမ်းအဖြစ်ပြမှန်တာအိမ်မသိရင်သူမအောင်မဖြစ်ဖြစ်တဲ့နည်းနဲ့ရန်ကုန်ပြန်ပို့မှာအေးကံပဲဒါကြောင့်အိမ်မအောင်မပြောသေးပဲသိကျင်နေတဲ့အကြောင်းအရာတစ်ခုကိုမသိရမချင်းလိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်အခုလေသူ့ဟိုတယ်ကိုပြောင်းနေဖို့ခေါ်တယ်သူ့ဟိုတယ်ရောက်ရင်သူကမျက်စိတောက်တောက်လိုက်ကြည့်နေတော့မှာမဟုတ်လားဒါကြောင့်ဒီဘက်မှာငွေချေပြီးပြီမို့ဒီမှာပဲနေတော့မယ်လို့လိန်လိုက်ပြန်တယ်သူမကိုစိတ်မချလို့အတန်တန်မှားနေခဲ့ပြီးသူမနဲ့မလိုက်နိုင်တဲ့အဆုံးမှာတော့စိတ်လျှော့ကမိုးချုံမှဟိုတယ်ကနေပြန်သွားခဲ့တယ်သူမတယောက်တည်းအိယာပေါ်မှာနှစ်ဖူးပေါ်လက်တင်ပြီးတနေ့တာလုံးကအဖြစ်အပျက်တွေကိုပြန်စဉ်းစားကြည့်တယ်ပကံမြေကိုရောက်တာ24နာရီမပြည့်သေးဘူးထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ်အဖွားဟိုကရောသူ့ကိုဘာလို့ရိုက်တာလဲဟိုအဖွားဟိုတွေကရောတကြောပြန်လာပြီဆိုတာဘသူတွေကိုပြောတာလဲဝတ်ကြွေတွေမဆိုင်တဲ့သူတွေအိုးတွေးရင်နဲ့ကောင်းမှုလိုက်တာကိုပြဿနာကိုအဖြေရှာတွေ့မလားမှတ်တယ်နောက်ထပ်ဗဟေဒီတွေနဲ့ဒီခရီးကိုလာခဲ့မိတာမှားပြီလားလို့သူမှပြန်တွေးမိတယ်ပြေးနေတဲ့ခြေထောက်တွေမှာဖက်နှက်ရည်လို့မပါတော့စူးညောင်ခလုတ်တွေတိုက်မိပြီးသွေးတန်တရဲရဲဖုံတွေကြတဲ့ခြေလမ်းတွေမရိုင်အောင်ထိန်းထားပေမဲ့တစ်ချက်ရိုင်သွားတယ်ဒါပေမဲ့လည်းအချိန်ကတစ်စက်ကလေးမှမလျှော့မြင်းနီလန်းထဲကနေလေကွင်းပြင်ကိုဖြတ်ပြီးပြေးဖို့ပြင်တယ်အဝေးကနေမြင်နေရတဲ့ဓမယံကြီးကိုလှမ်းကြည့်ပြီးပါဇက်ကနေလည်းဆူတောင်းမှုတွေရေရွရင်အချိန်ပိုမြင့်အောင်ပြေးလိုက်တယ်ချော်လဲကျသွားလိုက်ကုန်းယုံပြန်ထားပြီးပြေးလိုက်နဲ့တကူလုံးတုံရင်မောဟိုက်နေတယ်မဆိုင်ပဲကြတဲ့မျက်ရည်စားတွေကိုလည်းတုပ်ဖို့တတိမရမြင်းဟီတန်တွေကြားနေရတယ်မြင်းခွာတန်တွေမြင်နေရတယ်ကြာဖို့တန်တွေနဲ့အတူမြင်းတွေကစုံပေါက်ပြီးစန့်ကျင်ဘက်အရက်ကိုသွားတာကိုမြင်ရပြန်တယ်မြင်းခွာတွေစုစုပေါင်း16ခုမြင်းက4ကောင်မြင်းဟီတန်တွေစူညံသွားတဲ့နဲ့တပြိုင်နက်သူမရဲ့ခြေလမ်းတွေတုံငနေရက်သွားပြီးမြေကြီးပေါ်ကိုပုံရသားလဲကျသွားတယ်သူမရင်ဘတ်တွေနာကျင်နေရပြီသူမကောင်းမကိုမိုးကြိုးပြစ်ချသလိုခံစားရပြီနေရာမှာတွင်အငွေ့ပြန်ပြောက်ဆုံးသွားတဲ့အလားပဲမျက်ရည်ကျဖို့ကိုတတိမရတော့ပဲလက်ထောက်လိုက်တဲ့မြေကြီးကိုညာဘက်လက်နဲ့ဆုပ်ကင်လိုက်ပြီးနာကြီးမုံတီးစွာနဲ့တမန်ရန်ကြီးကိုကြည့်ရင်တန်နေရအဆက်ဆက်သူဤလောင်မြိုက်ခြင်းကိုဖန်တီးရတဲ့သူဖြစ်ပါစေအမုန်းတရားတွေရှည်ကြပြီးကျွန်တော်မျိုးမရှိဒူးထောက်ရတဲ့သူကျွန်တော်မျိုးမထက်နှိမ်ကြတဲ့သူဖြစ်ပါစေဒါအိမ်မမှန်းသိပေမဲ့မျက်လုံးတွေကဖွင့်မရသူမကြိုးစားပြီးကုန်းထပေမဲ့လူကတုတ်တုံမြမလုံနိုင်ဘူးအပေါ်ကနေတယောက်ယောက်တက်ဖိထားသလိုခံစားရတယ်လေပင်တွေချောက်ကပ်လာပြီးအသက်ရှူကျက်လာတယ်သူမနိုးထားမှဖြစ်မယ်ဒီအိမ်မက်ကနေနိုးထားမှဖြစ်မယ်မဟုတ်လားမျက်လုံးတွေကပိတ်ထားပေမဲ့မျက်ရည်တွေနဲ့ဆူဆွနေတယ်မကြခင်အသက်ရှူလို့မရတော့မှတော့စိုးရိမ်နေတော့ကျေလောင်တဲ့အတန်တစ်ခုကသူမနားထဲတိုးဝင်လာတယ်ဖုန်းလာတဲ့အတန်တယောက်ယောက်ကသူမကိုနိုးထနိုင်မှုကူညီပေးလိုက်တာပဲဖုန်းတန်ကြောင့်သူမအိမ်မက်ကနေနိုးထလာပြီးဖုန်းကိုကောက်ကင်လိုက်တယ်ဟယ်လိုမမီဟုတ်နေကောင်းတယ်ညနေဘက်မိကနေအိပ်ပျော်သွားလို့အဆင်ပြေပါတယ်မမီရဲ့ပြဝဲအတွက်ပကြီးလေးလေးအေးဆေးဆွဲနေလို့နောက်ထပ်ရန်နေနေကြကြနေလိုက်အောင်မေလေနော်မမီဟုတ်ကဲ့မမီဖုန်းချလိုက်မှပဲမျက်ရည်စက်တွေကိုတုပ်ဖို့တတိယသွားတယ်ရေတပူကိုကန့်မြမြန်မောချလိုက်ပြီးထိုင်ကုန်ပေါ်မှာခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်နိုင်ယိုလှမ်းကြည့်တော့ည8နာရီပဲရှိသေးတယ်အေးမှပြန်သွားပြီးကလေးကသူမကတင်းပေါ်လှဲချလိုက်ရင်အိပ်ပျော်သွားတာပဲသူမဒီအိမ်မက်ကိုမမတ်တာကြပြီမဟုတ်လားတေချာပြန်စဉ်းစားကြည့်တော့မကြသေးဘူးနေ့တိုင်းမမတ်တော့တာပဲနေမယ်သူမဒီအိမ်မက်မှတ်ပြီးတိုင်းကြောက်ရွံ့မှုတွေနဲ့အမြဲတမ်းနှိုးထလာခဲ့တာကြောက်ရွံ့မှုတွေကိုဖြေဖျောက်ဖို့သူမရဲ့အနာမှာမိုးမခပင်တွေရှိမနေခဲ့ဘူးလူတိုင်းမှာကြောက်ရွံ့မှုတွေကိုဖြေဖျောက်ဖို့သူ့နည်းသူ့ဟန်ရှိကြတယ်မဟုတ်လားထူထပ်မြင့်ဆိုမိုးတအားရွာရင်ကြောက်တယ်မိုးရွာတဲ့တိမ်မထွက်တဲ့ထူထပ်မြင့်အတွက်မိုးတဲတဲ့အခါကော်ဖီပူပူလေးနဲ့ဆောင်းလေးပတ်ပေးထားရင်အကြောက်ပြေတယ်ဟိမှန်ကြတော့တမျိုးသူလဲအိမ်မက်ဆိုးတွေမှတ်လေးရှိတယ်အဲ့ဒီအိမ်မက်တွေထဲမှာသူ့အမေကသူ့စီပြန်လာပြီးပြန်ခေါ်မသွားနိုင်ဘူး
အဲ့ဒီလိုအိမ်မက်ဆိုးတွေကိုမှတ်ပြီးတိုင်းဟိမန်ကရှိုက်ကြီးတငင်ငိုတယ်တယောက်တည်းမအိပ်ရဲပဲအနီးနာကကတင်ကိုတိုးဝေအိပ်တယ်တစုံတယောက်ရဲ့နွေနွေထွေးထွေးဖတ်ပေးထားမှုကိုသူလိုအပ်တယ်သူမကရောသူမမိုးမခကနေထွက်လာခဲ့တော့ကအသက်10နှစ်အသက်10နှစ်မှာနောက်ထပ်ကဘာတစ်တစ်ခုကိုတိဆောက်မယ်ဆိုတော့သူမတိတ်ဝမ်းနေခဲ့တာဘလို့မှမိုးမခနဲ့မခွဲနိုင်ခဲ့ဘူးဒါပေမဲ့အမေလေးတို့အမေကြီးတို့ရဲ့ဆန္ဒကိုသူမမငင်းဆန်ရဲဘူးအဲ့ဒီနေ့ကသူမမိုးမခပင်အောင်မှာအသေးအတန်ထိုင်ကိုတော့ရတာရောက်လာတယ်လက်ထဲမှာပန်းအိုးအသေးလေးနဲ့ချစ်စရာအပင်လေးအဲ့ဒီအပင်လေးကလည်းမိုးမခပင်နဲ့မိုးမခလို့ခေါ်တဲ့ကျမတို့နေတဲ့နေရာကိုအမေလေးကနာမည်ပေးခဲ့တာဘလို့အတိတ်ပဲမျိုးနဲ့ပေးခဲ့တယ်ဆိုတာအမေလေးပြောပြဖို့လို့သိခဲ့ရတယ်အမေလေးချင်းပြင်းနေသွားပြီးပြန်လာတော့ဒီကေဟာကိုမိဘမဲ့ကေဟာလို့လူတွေခေါ်ကြတာကိုပြောင်းပြစ်မယ်လို့ပြောတယ်အမေကြီးကနင်ဘလို့နာမည်ပေးမလဲဆိုတော့မိုးမခလို့ပေးမယ်ခြံထဲမှာလည်းမိုးမခပင်တွေစိုက်မယ်တဲ့ချင်းမြီနယ်ကရစ်ဂျေကန်ရဲ့ဘေးပတ်လည်မှာစီယိုပုံတံရဝိုင်းပေါက်နေတဲ့မိုးမခပင်တွေဆိုတာရှိတယ်အဲ့ဒီမိုးမခပင်တွေကိုဝိညာဉ်ချမ်းစီယိုပင်လို့ခေါ်ကြတယ်သူတို့ရဲ့အယူအဆအရတည်ဆုံးသွားတဲ့ဝိညာဉ်တွေကရစ်ဂျေကန်ကိုလာကြတယ်အဲ့ဒီဝိညာဉ်ကိုစောင့်ရှောက်ပေးရတဲ့အပင်အဲ့ဒီဝိညာဉ်တွေနေစရာအဖြစ်တည်ရှိပေးရတဲ့အပင်လို့ပြောဘူးကြတာမို့အမေလေးကတိတ်တဘောကြားခဲ့တာဒီမိဘမေကေယာကလည်းကလေးတွေကိုတေလူလို့တတ်မှတ်ပြီးသူတို့ဘဝတွေကထုတ်ပစ်ခြင်းလို့လာပို့ထားကြတာများရဲ့လေအဲ့ဒီကလေးတွေကိုစောင့်ရှောက်ပေးရတဲ့နေရာအဲ့ဒီကလေးတွေအတွက်နေစရာရိပ်မြုံလေးအဖြစ်တည်ရှိပေးရတဲ့နေရာမို့မိုးမခလို့ပေးခြင်းနဲ့ဒါကြောင့်သူမတို့ရဲ့နေရာလေးကိုမိုးမခလို့တရားဝင်ခေါ်တွင်စေပြီးအမည်ပြောင်းခဲ့တာရတာပေးတဲ့မိုးမခပင်ကတော့အပင်သေးသေးလေးပန်းအိုးတွေကိုစိုက်လို့ရတယ်ပန်းမွေးလှလှလေးတွေပွင့်တဲ့အပင်အဲ့ဒီအပင်ကကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေကိုဆောင်ကျဉ်ပေးတယ်လို့အတိတ်ပဲရတယ်ဒီမိုးမခကနေထွက်လာတော့သူမမှာပါလာတာရတာပေးလိုက်တဲ့မိုးမခပင်လေးတွေပဲရှိတယ်နေရတဲ့ဘဝတင်မှာအထီးကျန်လာတိုင်းမိုးမခပင်တွေကိုမြင်တဲ့အခါမိုးမခကသူမနဲ့အတူတူရှိနေပါတယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ခဲ့တယ်။ရန်ကုန်အိမ်မှာဆိုရင်တော့သူမရဲ့အခန်းထဲမိုးမခပင်လေးတွေရှိတယ်။အောက်ဆီဂျင်ကောင်းကောင်းထုတ်ပေးနိုင်တဲ့အပင်လေးဖြစ်တဲ့အပြင်တင်းငယ်တဲ့ဖုံဖုံလေးတွေကိုစုပ်ယူနိုင်ပြီးအခန်းတွင်းလေထုကိုလည်းတန့်စင်စေတယ်။ညဘက်တွေဆိုလည်းကောင်းကောင်းအိပ်ပျော်ပြီးမနက်ခင်းတိုင်းကိုလန်းလန်းဆန်းဆန်းနှုတ်ထားစီလို့သူမမိုးမခပင်တွေကိုတိတ်တဘောကြခဲ့တာ။အိမ်မက်ဆိုးတွေမတ်တဲ့ညတွေဆိုမိုးမခပင်တွေကသူမရဲ့အနားမှာရှိနေလို့သူမရဲ့အကြောက်တရားကိုဖြေဖျောက်ပေးခဲ့တယ်။အခုတော့သူမကမိုးမခရဲ့အဝေးမှာမိုးမခပင်တွေရဲ့အဝေးမှာနောက်ပြီးရတာရဲ့အဝေးမှာမို့သူမရဲ့အကြောက်တရားကိုဘယ်လိုဖြေဖျောက်ရမလဲသူမမသိတော့ဘူး။သူမအိပ်ပျော်ရင်အိမ်မက်ဆိုးတွေဆက်မှတ်အောင်မလား။မအိပ်ဘဲထိုင်နေရင်မှကောင်းမယ်ဆိုပြီးသူမပကံကိုရောက်လာခြင်းရဲ့အစာကိုပြန်တွေးမိတယ်။သူမအသက်30ပြည့်တဲ့ညကစပြီးရပ်ပေါင်း30တိတိအိမ်မက်တစ်ခုတည်းကိုမှတ်ခဲ့တယ်။အိမ်မက်ကနိုးထားတိုင်းလည်းမွန်းကြမှုတွေနဲ့မခံမရက်နိုင်အောင်မိုးဟိုက်နေရတယ်။သူမအိမ်မက်ထဲမှာမြင်ခဲ့တာကဓမယံကြီး။သူမပကံကိုတခါမှမရောက်ခဲ့ဘူး။အကြောင်းအမျိုးမျိုးကြောင့်အိမ်မစီလိုက်သွားမယ်လို့တိုင်းပြတ်သွားခဲ့ရတာကြီးမရောက်ဖြစ်တာ။အိမ်မက်နဲ့ပကံနဲ့ဓမယံကြီးနဲ့သူမဘလို့ဆက်ဆက်မှုရှိနေမလဲ။သူမသိကျင်စိတ်ပြင်းပြလာခဲ့တယ်။ရက်30ကျော်ကအိမ်မက်ကစမမတ်တော့ပေမဲ့ပကံကိုသွားခြင်းစိတ်ကတအားတောင်းတလာခဲ့ရမို့သူမခရီးထွက်ဖို့ဖြစ်လာခဲ့တယ်။ဒီအိမ်မက်တွေကိုမမီတို့ကိုပြောပြလဲမမီတို့ကယုံမှာမဟုတ်ဘူး။နောက်ပြီးကိုကမယုံတဲ့အပြင်ရဲတောင်ရဲနေအောင်ပါ။အဲ့ဒီတော့အကောင်းဆုံးကမိုးမခကိုပြန်မယ်။ပြီးရင်ပကံသွားမယ်။ကို့အစီအစဉ်နဲ့ကိုမိုးမခကိုအရင်လာခဲ့တယ်။အမေကြီးကိုအဲ့ဒီအကြောင်းပြောတော့အမေကြီးကတအံ့တော်နားထောင်နေတယ်။နောက်တော့မှတခုခုကိုတတိယသွားဟန်နဲ့သူမအခန်းထဲကပစ္စည်းတစ်ခုကိုယူပြီးသူမကိုပေးတယ်။ဘူးလေးတစ်ခုသူမဘူးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါစာလေးတစ်စောင်ထွက်လာတယ်။အသက်30ပြည့်တဲ့အခါဒီလက်ပတ်လေးကိုပတ်ပေးလိုက်ပါတဲ့။ရှင်းအောင်လက်ပတ်နဲ့တူတယ်။အလယ်မှာကြောက်စိမ့်လိုအလုံးလေးတစ်ခုပါတယ်။ကျန်တာကဘာမှထူးထူးခြားခြားတော့မရှိ။အိမ်မက်နဲ့ဘလို့ပတ်သက်ပါဝင်နေတယ်လဲမသိပေမဲ့သူမအတွက်ဒီလက်ပတ်ကလေးကမိဘအရင်ချရီစီကနေပထမဆုံးနဲ့နောက်ဆုံးကြံခဲ့တဲ့ပစ္စည်းဖြစ်တဲ့အတွက်သူမတတ်မိုးထားရမယ်လေမိုးမခကိုသူမရောက်လာပုံကတိတ်တော့ထူးထူးဆန်းဆန်းမဟုတ်ခြံရှိမှာချင်းတောင်လေးတစ်ခုတည်းအနီးလေးပတ်ပြီးလာပြစ်သွားတာချင်းလေးထဲမှာစာလေးနဲ့
ဘူးလေးတဘူးပါတယ်ဆိုတာကိုတော့သူမအသက်30ပြည့်မှသိလိုက်ရတယ်။မိုးမခမှနေရတာသူမသိပျော်ပါတယ်။သူမနဲ့ရွယ်တူရတာလည်းရှိတော့သူမအတွက်ပို့ပြီးပြည့်စုံသလိုခံစားရတယ်။ရတာမိုးမခကိုရောက်လာတာကိုတော့သူမတော့အခုချိန်ထိမသိဘူး။သူလည်းမွေးကင်းသားအရွယ်တွေကရောက်လာတာလို့ပဲသိထားတယ်။အသက်10နှစ်မှာတော့သူမရဲ့ကံတရားကပြောင်းလဲသွားတယ်။ရန်ကုန်ကမွေးစားမဲ့သူတွေကအားလုံးနဲ့မှသူမကိုရွေးချယ်သွားတယ်။မိုးမခကိုချစ်တဲ့သူမအတွက်ဒါကဝမ်းနည်းစရာကိစ္စဖြစ်ပေမဲ့သူမလိုက်ပါသွားခဲ့ရတယ်။မိုးမခကိုချစ်တဲ့စိတ်ကိုတားမရတာမမီတို့ကနားလည်ပြီးတဲ့အတွက်မိုးမခကိုသူမအမြဲတမ်းပြန်ဖြစ်ခဲ့တယ်။မိုးမခနဲ့သူမဆိုတာခွဲထားလို့ရတဲ့အရာတွေမဟုတ်မှန်းအကုန်လုံးနားလည်ကြတယ်လေ။အခုတော့အသက်30မှာမထင်ထားတဲ့အကြောင်းအရာတွေပေါ်လာတော့မိုးမခစီကနေသူမပကံကိုထွက်လာခဲ့တယ်။မနှက်ဖြန်မှာဘာတွေထက်ရှာဖွေတွေ့နိုင်မလဲတွေးမိရင်ဒီညကိုသူမအိပ်ဖို့မကြိုးစားတော့ဘူးဒီညမှာသူမလိုအပ်နေတာမိုးမခပင်တွေဒါမှမဟုတ်မိုးမခမှာသူမကောင်းကောင်းအိပ်ဆက်ခြင်းနဲ့နောက်ပြီးမိုးမခတွေကနှွေးထွေးတဲ့သူတယောက်ယောက်စီကစကားသံအချို့ကြားခြင်းနဲ့ဒါပေမဲ့လည်းသူမဖုန်းကလုတ်တွေကိုနှိပ်ဖို့မကြိုးစားပဲနာရီမိနစ်တွေထိုင်ရည်အတွက်ရင်မနက်မိုးလင်းမဲ့အချိန်ကိုထိုင်ဆောင်နေမိတော့တယ်လေတမီးရေလူလေးကိုခဏလောက်နားခွင့်ပြုပါလားရုတ်တရက်အနောက်ကနေအတန်ကြားလိုက်တာမို့လက်ကအလိုလိုဘေးမှာချထားတဲ့မောင်းချထားပေါ်ရောက်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့အဘတယောက်လက်ထဲမှာထမင်းကြိုင်လို့ဆိုနိုင်တဲ့တဆင်းကြိုင်တစ်လုံးနဲ့တကူလုံးလည်းချွေးတွေနဲ့ဆူရွှဲနေတာပဲသူမဘေဘီကိုဝဲကြည့်လိုက်တော့ဘသူမှမရှိအဘရဲ့မျက်နှာမှာရိုးသားမှုတွေပေါ်နေပေမဲ့သူမမယုံရဲသေးထိုင်နေရကနေထားလိုက်ပြီးအနောက်ကိုနည်းနည်းဆုတ်လိုက်တော့အဘကလူလေးထမင်းစားချိန်ရောက်နေလို့ပါအခုတည်းတည်းအဘပြောတာကိုသူမသဘောမပေါက်သေးသူမကအဘကိုကြောင်တောင်ကြည့်နေတာမို့အဘကလေကွင်းပြင်နဲ့လက်ညှိုးထိုးပြရင်ဟိုမှာလဲထုံနေတာအဘရဲ့သားပါသမီးလေးပကြီးဆွဲတာမပြီးသေးလို့စောင့်နေတာအဘညွန်ပြရာကိုလှမ်းကြည့်တော့လေကွင်းထဲမှာနွားနှကောင်နဲ့လဲထုံနေတဲ့ယောက်ျားလေးတယောက်ဘာဖြစ်လို့လဲအဘသမီးလေးပကြီးဆွဲနေရင်သူထမင်းစားဖို့ရန်နာလိုက်ရင်ပကြီးဆွဲတာအနောက်ရှက်ဖြစ်မှာဆိုလို့ပါအခုမှပဲသူမသဘောပေါက်တော့တယ်သူမထိုင်နေတာကဇီးပင်တပင်ရဲ့အရေးအောက်ခောက်ပြလေးကိုခင်းပြီးစိန်ပြေးနှပြေးထိုင်ကတတောင်တတအနေထားနဲ့ပကြီးဆွဲနေတာသူမရဲ့ရှေ့တက်တဲ့မှာလဲကွင်းပြင်းကြီးတစ်ခုရှိတယ်အဲ့ဒီမှာယောက်ျားလေးတစ်ယောက်လဲထိုးနေတယ်သူ့ရဲ့ခက်လန်းလန်းမှာမြင်ရတာကဓမယန်ကြီးကိုနောက်ခံထားပြီးအနီးနားကလဲကွင်းရဲ့လဲထုံနေတဲ့ပုံကိုသူမရေးဆွဲနေတာပကြီးဆွဲနေတာအချိန်တော်တော်ကြာနေပြီအာယုံဝင်နေတော့မို့လို့ဇက်တိုက်ဆွဲနေရင်အချိန်ကိုလည်းမကြည့်မီနောက်ပြီးလဲထုံနေတဲ့ယောက်ျားလေးကလည်းထုံနေတော့မို့ဆက်ဆွဲဖြစ်နေတာမဟုတ်တာကျမဘာသာကျမပကြီးဆွဲနေတာပါကောင်းလင်းသူ့ဘာသာလဲထုံနေတာလေးကတဘာဝဆန်လို့ကြည့်ဆွဲလိုက်တာအေးသမီးပကြီးဆွဲနေမှန်သိတယ်အဘသမီးနောက်ကဖြတ်လာတော့သမီးပကြီးဆွဲနေတာလေးမြင်ရတာမို့လူလေးကိုပြောပြလိုက်တာလူလေးကသူလဲထွန်းတာရက်လိုက်ရင်သမီးပုံလေးမပြီးမှဆိုလို့တဲ့ထမင်းတော်မစားသေးပဲစက်ထွန်းနေတာအဘပြောမှပဲအားလုံးကိုသဘောပေါက်သွားပြီးကမန်းကတန်းထားရက်ကအဘကိုတောင်းပန်လိုက်တယ် sorry ပါအဘရဲ့ကျမသူ့ဘာသာသူဒီတိုင်းထုံနေတယ်အောက်မေ့လို့နောက်ပြီးပုံကအချောတက်နေပါပြီတစ်ချိန်လုံးထုံပြနေစရာလည်းမလိုဘူးရဲ့အားနာလိုက်တာသူမကလေကွင်းထဲကကောင်လေးကိုလက်ရိုက်ခေါ်လိုက်တော့အဲ့ဒီကောင်လေးကသူမနဲ့အဘကိုတစ်ချက်လမ်းကြည့်ပြီးစန့်ကျင်ရအရက်ကအပင်စီကိုရှောက်သွားတယ်အဘကပြုံးပြပြီးလူလေးကတစိမ့်နေနဲ့တိတ်စကားမပြောတတ်လို့ပါသမီးလည်းလှုပ်ရှားရှိရဆက်လို့တော့အဘလည်းထမင်းညိုက်ပို့ပြီးပြန်တော့မှာအဘကျမထမင်းစားမှတယောက်တည်းဖြစ်နေလို့ခလေးကိုဒီမှာအတူတူလာစားခြင်းလာစားလို့ရရလို့ပြောပေးပါလားနောက်ပြီးမေးစရာလေးလည်းရှိလို့အေးအဘလူလေးကိုပြောလိုက်မယ်ဒီနေ့ဘယ်မှရှောင်မသွားတော့ဘူးလို့အိမ်မအောင်ကတိပေးခဲ့တယ်ပကြီးကိုပဲတနေရာထဲထိုင်ဆွဲမယ်ပွဲရက်ကနီးလာပေမဲ့စိတ်တိုင်းကြတဲ့ပုံကမရှိသေးဗျာအေးဆေးထိုင်ဆွဲမယ်ဆိုလို့အိမ်မကစိတ်ချလက်ချထားရမယ်မထင်နဲ့ခဏဖုန်းဆက်နေတာသူ့အလုပ်ကိစ္စမပြတ်သေးလို့လိုက်မပို့နိုင်တာကိုပဲကျေးဇူးတင်ရမယ်အခုလေသူ့အလုပ်ကကောင်မလေးတယောက်ထည့်ပေးလိုက်မယ်အတင်းလုပ်နေလို့တားထားရသေးတယ်ဘယ်မှရှောင်မသွားဘူးသာပြောတာပါဘယ်လမ်းတွေကဘလို့လာမိမှန်းတော့မသိတော့ဘူးလူသားလူလာများတဲ့လမ်းလည်းမဟုတ်ပဲ
စိုက်ကယ်လမ်းလေးပဲရှိတယ်လမ်းကြားတွေကနေတမယန်ကြီးကိုမြင်ရတဲ့နေရာစီသူမရအောင်လာခဲ့တာအခုနေ့လည်စာစားကျင်အောင်ရောက်ပြီပကြီးကားတကားတော့အပီးတက်လူနေနေမို့စိတ်ကြည်နေရတယ်အဘကသူ့သားကိုတခုခုပြောနေတယ်ဝေးနေတော့ဘာပြောနေတယ်လဲသူမမသိဒါပေမဲ့မကြခင်မှာပဲကောင်လေးကသူမရဲ့အနာကိုရောက်လာတယ်ညာဘက်လက်ကလက်ပတ်လေးကျက်သွားသလိုခံစားရလို့ငုတ်ကြည့်လိုက်တော့ကြောက်စင်းရောင်ကလေးကအညူရောင်လေးပြောင်းနေတာကိုထပ်တွေ့လိုက်ရတယ်နေပူတဲ့ထွက်ရင်ဒီလိုပဲဖြစ်နေကြပဲမဟုတ်လားသူမတည်လာတဲ့ခောက်ပြာကအကျယ်ကြီးမို့ဘေးမှာထိုင်ဖို့နေရာလွတ်တွေရှိတယ်လာကောင်လေးလာဒီမှာထိုင်သူမရဲ့အနီးနားမှာမဟုတ်ပဲအစွန်လုံးမှာထိုင်လိုက်တယ်သူမကသူ့ကိုအခုမှတေချာကြည့်မိတယ်ဘယ်မှာမြင်မှုခဲ့မှမမှတ်မိဘူးအသားညိုညိုနှာခေါင်းနည်းနည်းပွားပြီးနှာခမ်းတွေကခပ်ပါပါစပင်ကကတုံးစတောက်ကြီးနဲ့မျက်နှာခက်တီတီအသက်ကတော့မခံမှန်းထက်18နှစ်လောက်များရှိမလား18နှစ်လောက်ဆိုဖူးဖူးနဲ့ရွယ်တူလောက်ပေါ့ဖူးဖူးဆိုမှဖူးဖူးတယောက်မိုးမခမှအစင်ပြေးရလာလို့အတွေးကရုပ်ချီးဝင်သွားပြန်တယ်ဟိုရက်ကလည်းတငယ်ချင်းမွေးနေသွားခြင်းနဲ့ဆိုလို့ရတာစီမှာခွင့်တောင်းသွားတာမနက်ခင်းတစ်ပိုင်းနေမို့နေခင်းဆိုပြန်ရောက်ပါမယ်လို့ကတိပေးသွားတာနေ့လည်ကျတော့ရတာစီဖုန်းဆက်ပြီးတငယ်ချင်းတွေကဒီနာခဏဆက်သွားကြမှာမို့လိုက်သွားခြင်းနဲ့ဖုန်းဆက်ခွင့်တောင်းပြန်တယ်အမေကြီးကအဲ့လိုရှုပ်ရှုပ်ရှက်ရှက်တစ်ဆက်လေးမှမကြိုက်ရတာကလည်းစီကံတင်းကျပ်တယ်ဒါကိုမရမကတငယ်ချင်းတွေရှေ့ဖုန်းစပီကာဖွင့်ပြီးပြောတော့ရတာခွင့်ပြုလိုက်ရတယ်စိတ်မချလို့ကျော်သူရကိုအနောက်ကနေလိုက်ခိုင်းလိုက်တာဒါတော့ပြန်လာတော့ရီဝဝေဖြစ်နေပြီအမေကြီးကမသိတော့ပေမဲ့ရတာကတော့ရိပ်မိနေမှာပေါ့ဒီကြတဲ့သူမကလည်းပကံလာဖို့ကိစ္စရှိနေတော့အဲ့ဒီပြဿနာကိုတိတိကျကျမရှင်းရသေးဖူးဖူးနဲ့ပတ်သက်ပြီးတချို့ကိစ္စတွေကသူမကင်တွေပြီးမှရမှာမဟုတ်လားအားတဲ့အချိန်လေးတော့ဖုန်းဆက်ပါမယ်စိတ်ကူးသေးတယ်တကယ်တော့သူမကဖူးဖူးပေါ်ပို့ပြီးတန်ရုံးစင်တွေ့မိပါတယ်ဒါကလည်းအဆိုးလေးမှုအားလုံးစုပူနေတဲ့ကြားကကိုချင်းစာဂယုဏတတ်မိတယ်လို့ဆိုရမယ်ဖူးဖူးကမွေးစားခံခြင်းတယ်ဒါပေမဲ့မွေးစားမဲ့သူတွေကဖူးဖူးကိုအကြောင်းအမျိုးမျိုးကြောင့်မရွေးချယ်ဖြစ်ခဲ့ဘူးငငယ်တုန်းကမှမမွေးစားခဲ့တဲ့အခါကြီးလာတဲ့အခါမှမွေးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလေဒါကြောင့်ဖူးဖူးကမိုးမခမှအရွယ်ရောက်လာပြီးတက္ကသိုလ်တက်တဲ့အရွယ်ရောက်တဲ့အထိနေခဲ့ရတယ်ဖူးဖူးမိုးမခမှမနေခြင်းမှန်သူမှသိပါတယ်ဒါကလည်းဆယ်ကျော်သက်မိန်းကလေးတယောက်ရဲ့စိတ်ထဲကတာမန်အားဖြင့်ဖြစ်ပေါ်နိုင်တဲ့ဆန္ဒလည်းဖြစ်နိုင်တာပဲသူမကတော့ဆယ်ကျော်သက်ပျော်ပေါ်ဝင်တဲ့အချိန်မှာသူမကိုချစ်တဲ့မိသားစုအစ်စ်လေးစီရောက်တော့ချစ်ချင်းမြတ်တာတွေအပြေးဝရခဲ့တာကြောင့်မိုးမခမှနေရတာလည်းပြောတယ်မမီတို့ရဲ့မိသားစုအတိုင်းမြုံလေးမှလည်းသူပြောတယ်အတွေးတွေများနေရကနေပြစ္ဆုတ်ပံကိုသူမစူးစမ်းပြီးပြန်ရအောင်လာခဲ့တယ်သူမရဲ့ခက်လန့်လန့်ဖြာဆုံးမှာကောင်လေးရထိုင်လိုက်ကသူပါလာတဲ့ရေဘူးနဲ့လက်ဆေးပြီးထမင်းကြိုင်ကိုဖွင့်စားဖို့ပြင်တယ်သူမလမ်းကြည့်လိုက်တော့ဟင်းကိုမမြင်ရထမင်းကတော့ကကြမ်းကြမ်းပဲဘလောက်တောင်စားနေပြီလဲဆိုတာတွေးမိပြီးသူမအားနာမိပြန်တယ်သူမကတော့လမ်းမှာတွေ့တဲ့ထမင်းကြော်ဆိုင်ဝယ်ပြီးထမင်းကြော်နဲ့စိတ်သားကြော်ဝယ်ခဲ့တယ်နေကင်းမရောက်ပြီဆိုတော့ထမင်းကြော်တွေကမာနေပြီဒါပေမဲ့လည်းစားနေတော့သူ့အလိုလိုဝင်သွားတာပဲအာပါတရာစားနေတဲ့သူ့ကိုသူမကြည့်ပြီးသဘောကျစွာပြုံးမိတယ်ဒီနားမှာနေတာပဲလားဟုတ်နေတွေကပူလိုက်တာနော်တနေ့ကုန်ထွန်တာပဲလားပုံမှန်ဆိုရင်တော့နေကင်းမတအားပူရင်နားတယ်အဲ့ဒါလည်းနွားတွေကိုတနာလို့မနက်ခင်းစောစောနဲ့ညနေခင်းတွေထွန်တာများတယ်ထမင်းကိုအာပါတရာစားရင်ပလုံပလောင်းဖြေနေတဲ့သူ့ကိုသူမငေးကြည့်နေတော့တခုခုတတိယသွားပြီအန်တီတို့စုံမှုကြလားဒီတခါတော့သူထမင်းကိုစမဝါတော့ပဲငြိမ်သွားပြီးသူမကိုတစ်ချက်ဝေးကြည့်တယ်ခဏကြာတော့မှမနေ့ကရွှေကူကြီးသွားခြင်းနဲ့ဆိုပြီးကျုပ်ကိုလမ်းမင်းသွားတာအမမဟုတ်လားအော်အဲ့ဒါကောင်းလေးလားဟုတ်သားပဲဒါနဲ့ကောင်းလေးအသက်ဘယ်လောက်ရှိပြီလဲ15နှစ်ဟဲငငယ်လေးပဲရှိသေးတယ်အန်တီနာမည်ကလင်းလင်းထွန်းနဲ့တီလင်းလို့ခေါ်လို့ရတယ်ဘာလို့လဲအမလီပကံသားတွေကစကားပြက်ပြက်ပြောတတ်တာလားမသိဘူးဘာလို့လဲဆိုတဲ့စကားကလည်းဒုံးဒီကြီးသူမဘယ်လိုပြန်ဖြေရမလဲမသိစားနေတဲ့ထမင်းကြော်ကိုလည်းဆက်မစားချင်တော့တာမို့ဖော့ဖို့ကိုပြန်ပိတ်ထားလိုက်တယ်သူကလည်းထမင်းစားပြီးရမို့လက်ကိုရေးစေးပြီးပစိုးနဲ့လက်ကိုတုပ်ပါးစပ်ကိုတုပ်နေတယ်သူမကခုနကစကားကိုပြန်ကောက်လိုက်ပြီးဘာလို့လဲဆိုတော့အန်တီတို့အဆောင်မှာတားတို့လိုကလေးအများကြီးရှိရလေ
သူတို့အကုန်လုံးကအန်တီကိုအန်တီလေးလုံးပဲခေါ်ကြတာအမအသက်ကဘယ်လောက်ရှိပြီလဲ30အိမ်အောင်ရှိလားမထင်ထားတဲ့မိကုံဆိုတော့ရုတ်တရက်ဘာပြောရမလဲမသိဖြစ်သွားတယ်ဒါပေမဲ့ခေါင်းကိုတော့ခါရမ်းပြလိုက်တယ်ကျုပ်ရဲ့အမတွေကအသက်40လောက်ရှိနေပြီနောက်ပြီးခလေးတွေလည်းအများကြီးပဲအခုမှပဲသူပါကိုဆိုလိုမန်တီလို့ဟဟပပရေမောလိုက်တယ်ကဲကောင်းပါပြီခေါ်ခြင်းတပဆိုလဲကြိုက်တယ်လို့သာခေါ်တီလင်းနဲ့ခေါ်အမလိုပဲခေါ်သူကျင်းနဲ့သွားရှိပြီးငြိမ်သွားတယ်ဒါနဲ့လေခွင်းတွေကစပားဆိုင်ဖို့လားမဟုတ်အမဒါပြောင်းလို့ပဲလို့စိုက်ရမှာဟုတ်လားစပားတော်ရုံနဲ့မစိုက်ကြဘူးပကံမြေကထွန်းရဲစိုက်ပြလို့မကောင်းမြေမကောင်းကျိန်စာမြေလို့လည်းပြောကြတယ်သူမအံ့ဩသွားပြီကျိန်စာမြေဟုတ်လားသူကကောင်းချင်းပြပြီးသူမနဲ့မျက်လုံးချင်းစုံအောင်ကြည့်လိုက်ကအမကျိန်စာတွေကိုယုံလားသူမအိမ်မက်ထဲကကျိန်စာကိုပြန်ကြားရောက်မိတယ်တန်နေရအဆက်ဆက်သူဤလောင်မြတ်ခြင်းကိုဖန်တီးရတဲ့သူဖြစ်ပါစေအမုန်းတရားတွေရှေ့ကြပြီးကျွန်တော်မျိုးမရှိဒူးထောက်ရတဲ့သူကျွန်တော်မျိုးမထက်နှိမ်ကြတဲ့သူဖြစ်ပါစေကြားရောက်မိတာကိုချက်ချင်းပဲပျောက်ကွယ်သွားအောင်ကြိုးစားလိုက်ပေမဲ့အချီးနီးပဲသူမကောင်းကုန်းလိုက်တယ်သူမရဲ့လက်ပတ်ကလေးကကြောက်စိမ့်လေးကအခုထိအညူရောင်ဖြစ်နေတော့မှလားဘာဖြစ်လို့လဲပကံမြင်နဲ့ဒီလက်ပတ်ကရောဘာတွေပတ်သက်နေသေးတာလဲသူမတယောက်တည်းအတွေးများနေတော့အမသူခေါ်တန်ကြမှာသူမမောကြည့်လိုက်ပြီးကျိန်စာဆိုတာဒီဘက်ခေတ်မှာတော့ရှိအောင်မထင်ပါဘူးဒါဆိုအမကျိန်စာတွေမယုံဘူးပေါ့မပြောတော့သူမနဲ့သူကြားတိတ်ဆိတ်ခြင်းတွေခိတခဏရောက်လာတယ်တိတ်ဆိတ်မှုကိုသူမကပဲစတင်ဖြိုခွင်းမှုကြိုးစားလိုက်တယ်ကောင်းလေကြောင်းနေလားအရင်ကတော့နေတယ်အရင်ကနေတယ်ဆိုတော့အခုမနေတော့လားဆက်မနေတော့လို့ဆုံးဖြတ်လိုက်တာဟောဘယ်တော့ကလဲဒီနေရာဒီပဲအော်ဒါဆိုမနစ်ကထိကြောင်းနေခဲ့တယ်ပေါ့မနစ်က9တန်းဖြေထားတယ်ရှင်းနှစ်ဆို10တန်းတက်ရမယ်ဒါမဲ့ကျုံမတက်တော့ဘာလို့လဲအမပကံရောက်တာဘယ်နှစ်ရက်ရှိပြီလဲဒီနေ့နဲ့ဆို2ရက်ဒါမဲ့ဘယ်မှမရောက်သေးဘူးဒါကြောင့်ပကံကလေးတွေကြောင့်တေချာမသိသေးတာပကံမှာအเจ้าနေလေအပိုပဲအမရဲ့အချိန်တန်ဈေးရောက်ရမှာပဲလေဒါမှမဟုတ်ကျုပ်တို့လိုလဲထွန်ရမှာเจ้าဆိုတာကျုပ်တို့အတွက်တိတ်အရေးမကြီးပါဘူးသူမရဲ့စိတ်ကလက်ပတ်ပေါ်အာရုံမရှိတော့ဘူးသူပြောတာကိုနားထောင်ပြီးရင်မောသွားတယ်ဒီကလေးရဲ့စိတ်ထဲဒီလိုမျိုးတွေးနေတယ်ဆိုရင်ပကံကကလေးတွေအများစုကရောပညာရေးပေါ်ဘယ်လိုမျိုးတွေးနေကြသလဲသူမသိကျင်သွားတယ်တစ်ချိန်တည်းမှာပဲပညာတွေစုံငန်းတိုင်အောင်တင်ပေးတဲ့မွေးစားမိဘတွေကိုရောမိုးမခမှာနေကလေးကကြောင်းထားပေးတဲ့အမေလေးနဲ့အမေကြီးကိုပါကျေးဇူးတင်မိတယ်ပညာရေးကကလေးတယောက်ရဲ့ဘဝမှာအရေးကြီးရလို့ခံယူထားတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေထိုင်လာရတဲ့သူမအတွက်ကောင်လေးရဲ့စကားတွေကတိတ်ကိုအံ့ဩစရာကောင်းနေပါတယ်လူတယောက်ရဲ့ဘဝကိုပြောင်းလဲစေဖို့ပညာရေးကအရေးပါတယ်လို့အမြဲပြောတတ်ခဲ့တယ်ရတာကတော့ပညာရေးကိုဆုံးငန်းမတိုင်ခဲ့ဘူးရတာ10တန်းအောင်တော့ရန်ကုန်မှာသူမနဲ့အတူတူတက္ကသိုလ်တက်ဖို့အစီအစဉ်ရှိတယ်အဲ့ဒီအချိန်မှာပဲအမေလေးကလူလောကကြီးတွေကနေအပီးတိုင်ထွက်ခွာသွားတာပါပဲမိုးမခရဲ့ပိုင်ရှင်ကအမေကြီးနဲ့အမေလေးပါအမေလေးကအငယ်ပြီးပြီးတွတ်တွတ်လက်လက်နဲ့ဦးစီးဦးဆောင်နိုင်တယ်စုံဖြတ်ချက်ပမိုင်းနိုင်ချနိုင်တယ်အမေကြီးကတော့အဓိကငွေထိန်အဆောင်ထိန်ပေါ့အမေလေးမရှိတော့မိုးမခရဲ့ရွှေတောင်ကြီးပြိုလဲသွားသလိုပါပဲအဲ့ဒီအချိန်မှာပဲရတာရဲ့အိမ်မက်တွေလည်းပျောက်ကွယ်သွားခဲ့ရတယ်ရတာကအမေလေးနေရာကိုဝင်ပြီးဦးစီးရတယ်တက္ကသိုလ်တက်မဲ့အိမ်မက်ကိုဖျက်ဆီးပြီးမိုးမခမပြိုလဲအောင်အာမန်ပြေးနဲ့ရုန်းကန်ပေးရတယ်အမေကြီးကကြောင်းတက်ဖို့ပြောပေမဲ့ရတာကိုယ်တိုင်ကဆုံးဖြတ်ချက်ချပြီးသားဆယ်ကျော်သက်အရွယ်ရတာကအမေလေးနေရာကိုဝင်ဖို့အတော်လေးခက်ခဲမှာပဲလို့လူတွေကထင်ကြီးပေးကြပေမဲ့ရတာကအမေလေးရဲ့ခြေရာကိုတထက်ထဲနင်းနိုင်တယ်မိုးမခတစ်ခုလုံးဆက်လက်လဲပတ်နိုင်အောင်ဆွမ်းဆောင်နိုင်တယ်ရှိလက်စလူတွေကိုအကောင်းဆုံးပြုစုပြောထောင်ပေးတယ်
အပြင်လူတွေကိုတကူးတကလက်ခံတာမျိုးမဟုတ်ပေမဲ့သူ့အကြောင်းနဲ့သူရောက်လာကြတဲ့သူတွေကိုတော့ရှောင်လွှဲနိုင်တဲ့နှလုံးသားမရှိတာကြောင့်လက်ခံနေရတာပဲလေအမကပကြီးဆရာမလားပကြီးဆရာမတော့မဟုတ်ပါဘူးဒါမဲ့ပကြီးဆွဲရတာကိုနှစ်သက်တယ်တိုက်တယ်အမရဲ့ဘဝမှာအယူသွဆုံးကတော့ပကြီးဆွဲတာပဲလေအမတဲပကြီးကိုစိတ်ဝင်စားလားတဲပကြီးဟုတ်လားဘယ်လိုပုံစံမျိုးလဲအမတော့တခါမှမကြောက်ဘူးတဲပကြီးဆိုတာပိတ်အဖြူပေါ်မှာတဲဖြူပြီးပကြီးဆွဲတာအခုနောက်ပိုင်းဘကမှာတအားခစ်စားနေတာနိုင်ငံသားအများစုလည်းစိတ်ဝင်စားတယ်ကျောက်တငယ်ချင်းတွေတောင်တဲပကြီးဆွဲတတ်တယ်မိုက်တာပေါ့လက်မှုပညာတစ်ခုတက်မြောက်ထားတော့ထမင်းမငတ်တော့ဘူးမလားအမလည်းစိတ်ဝင်စားတယ်ဒါဆိုသူတို့စီနောက်ရကြောက်လိုက်ပို့ပေးမယ်တခါတည်းရန်ဖျားတွေမှာဆွဲတယ်များသောအားဖြင့်တော့အိမ်မှာပဲဆွဲကြတယ်မင်းအလုပ်ရှိသေးလားကောင်းလေးသူကမဆိုင်မတော့ပဲအခုလားမရှိတော့ဒါပြီးရင်နွားတွေကိုတင်ပြီးအစာကျွေးဖို့ပဲကြံတော့တယ်သူမထိုင်နေရကနေထားလိုက်ပြီးအညောင်းဆလိုက်ရင်ဟုတ်တာပဲနွားတွေအစာမစားသေးဘူးနော်အမကတခုကူညီပေးအောင်ဒီနေရာနေပူလာလို့တခြားတနေရာကိုရွှေ့ကျင်တာလေပစ္စည်းတွေအများကြီးပြန်သိမ်းရအောင်မလို့ခုရွှေ့ပြီနော်တမယန်ကြီးကိုအဝေးကနေမြင်ရတဲ့မြင်ကွင်းမျိုးပဲရတယ်ဟိုဘက်ချမ်းကထဏောင်ရိတ်ကနေဆိုလှတယ်ကြောက်ကူပြောင်းပေးမယ်လေထိုင်နေရကနေထားပြီးနှစ်ယောက်သားနေရာပြောင်းမှုပြင်တယ်e-bike ကလေးအပေါ်ပစ္စည်းတွေတင်ပြီးသူကတွန်းရွှေ့ပေးတယ်နေရာကနည်းနည်းတော့လှမ်းတယ်ဒါပေမဲ့သူပြောသလိုပဲမြင်ကွင်းကခုနကနဲ့မတူပဲပိုလှတယ်ပစ္စည်းတွေပြန်ချပေးပြီးတော့သူကအမဘယ်ချင်းကြီးဆွဲမှာလဲနေဘူးတော့ပြန်လဲမပြန်ချင်သေးဘူးညနေ4 နာရီလောက်ထိတော့နေမယ်စိတ်ကူးထားတယ်ဒါဆိုကျုပ်အမပကြီးဆွဲတော့လာကြည့်လို့ရမလားရတာပေါ့ကျုပ်နွားတွေကိုတဲထည့်ပြီးအစာကျွေးလိုက်အောင်မယ်ပြန်လာခဲ့မယ်နော်โอเคဒါနဲ့ဒီနားစိတ်ချရရဲ့လားစိတ်ချရတယ်အမပကံမှာလူစိုးမရှိဘူးကျုပ်ပြောတာကိုယုံသူနွားတွေကိုခြံထဲခတ်တော့တမောင်းထည့်လိုက်တယ်နွားစာတွေကိုမြန်မြန်ထည့်ခဲ့ပြီးအိမ်မော်တက်အဝတ်စားလဲလိုက်တယ်သူလဲထွန်ထားတာမို့ချွေးစော်တွေနန်းစော်နေမှန်းသူ့ကိုယ်သူသိတယ်လေမြန်မြန်ဆဆတိတ်မရှိလာတဲ့သူပစ္စည်းတဲ့မှွေနောက်ရှာပေမဲ့ဘာမှမတွေ့အဲ့ဒါနဲ့အမတွေလိမ့်တဲ့တနက်ခါတုံးတွေထားတဲ့နေရာနာကပေါင်နာဘူးကိုယူပြီးလိမ့်လိုက်တယ်အိမ်မော်ကနေဆင်းတော့ကိုပြစ်ပေါ်မှာထိုင်ပြီးကုန်းရနေတဲ့အဘကသူ့ကိုဘာစကားမှမဆိုပဲကြည့်နေတယ်အဘကျုပ်အပြင်ခဏသွားလိုက်အောင်မယ်လူလေးလာအောင်ဟုတ်စိုက်ကယ်စီသွားမယ်သူ့ခြေလမ်းတွေကအဘရှိရဲ့ကိုပြစ်နာစီပြောင်းလိုက်ရတယ်မသွားအပ်တဲ့နေရာတွေလူလေးသိတယ်နော်သူဘာစကားမှမဆိုပဲခေါင်းငိမ့်ပြလိုက်တယ်အဘကအားမလို့အားမရဖြစ်သွားပေမဲ့ဘာမှတော့ဆက်မပြောပဲခေါင်းသာခါရမ်းလိုက်တယ်သူခြံထောင်းကစိုက်ကယ်ကိုယူပြီးမောင်းထွက်လာခဲ့တယ်ခက်ဝဝေးကနေသူမကိုလှမ်းမြင်နေရပြီသူမကတော့သူလာတာကိုတတိမထားမိပဲပကြီးကိုသာအာယုံဆိုင်ဆွဲနေတယ်သူမအနားရောက်တော့ဘာမှမပြောပဲဘေးကနေအတန်တိတ်ရက်ကြည့်နေမိတယ်အချိန်ဘယ်လောက်ကြာသွားလဲသူမသိဘူးသူမကပကြီးကားကိုလက်စားတက်ပြီးချလိုက်တဲ့အချိန်မှာသူ့ကိုမြင်သွားပြီဟမ်အခုထိရှိသေးရလားအမပုံဆွဲတာကြည်ကောင်းကောင်းနဲ့ကြည်နေတာ4 နာရီတောင်ထိုးနေပါရောလားသူမအလန့်တကြားနဲ့ဖုန်းကိုထုတ်ယူပြီးကြည့်လိုက်တော့အိမ်မှာဖုန်းခေါ်တာအချိန်ရင်မနေဖုန်းကိုအတန်ပိတ်ပြီးပကြီးဆွဲနေခဲ့တာကိုသူမကိုယ်တိုင်မေ့သွားတယ်သူမအိမ်မစီချက်ချင်းဖုန်းပြန်ခေါ်လိုက်တယ်ဟယ်လိုအိမ်မအေးငါသိတယ်နင်စိတ်ပူမှန်းသိလို့ချက်ချင်းဖုန်းပြန်ခေါ်တာစိတ်မပူနဲ့ငါပြောတာအရင်နားထောင်ငါဘာမှမဖြစ်ဘူးပကြီးဆွဲတာဖုန်းကိုအတန်ပိတ်ထားမိလို့တယောက်တည်းမဟုတ်ပါဘူးဟာငါဒီနေ့လမ်းပြလေးတယောက်ငှားရတယ်။အော်နင်းတပည့်မတွေကြတော့နေရထိုင်အခက်တယ်လေ။သူတို့ကြတော့ပေါ့ပေါ့ပါပါရှိလို့ဒါပဲနော်ငါဟိုတယ်ရောက်မှဖုန်းဆက်လိုက်တော့မယ်။အခုလောလောဆယ်တော့မမောင်ဝင်ပကြီးပစ္စည်းတွေတင်လိုက်အောင်မယ်။သူမပြောတာကိုတိတ်တိတ်လေးနားထောင်နေတဲ့သူကိုအားနာမိသွားတာအမှန်ပဲ။သူမလိန်လိုက်တာကိုသူသိသွားပြီမဟုတ်လား။သူမပကြီးပစ္စည်းတွေတင်ရင်းနဲ့အမတငယ်ချင်းကစိတ်ပူတတ်လို့သူစိတ်မပူအောင်ပြောလိုက်တာကဲအမလည်းပြန်တော့မယ်ဘယ်လမ်းပြန်ရမလဲဆိုတော့လမ်းညွန်ပေးပါဦး
အမဘယ်ကိုပြန်มาလဲမြို့တစ်ကိုကျအနီးဆုံးလေးလမ်းပြပေးမယ်အဆင်ပြေတာပေါ့လာတော့ကတော့ရောက်ရပေါက်ရရန်တန်ပြီးသွားလိုက်တာပြန်ငါကြမှာလမ်းမပြီးဟိုတယ်ပြန်မြောက်ရင်ဒုက္ခနောက်ပြီးအမလေခွင်းထဲကိုမမောင်းတက်ဘူးအလာတော့ကတွန်းလာတာသူမကိုကြည့်ပြီးရေကျင်သွားပေမဲ့မရေဘူးသူရေလိုက်လို့သူ့ကိုလိုက်မပို့ခိုင်းသူမဘလို့ပြန်မလဲစဉ်းစားမိတယ်ရတယ်အရှိကနေကျုပ်ဆိုင်ကိန်းနဲ့လမ်းမော်အရင်ရအောင်သွားထားလိုက်မယ်ပြီးမှအမရဲ့အီးဘိုက်ကိုလာယူပေးမယ်လမ်းမော်ဆိုတာကလည်းမြင်းနီလမ်းမှာပဲကားသွားလို့ရတဲ့လမ်းကျယ်မဟုတ်သေးဘူးအဲ့ဒီလမ်းမော်ကနေကားသွားလို့ရတဲ့လမ်းကလှမ်းသေးတယ်သူဆိုင်ကယ်ကိုလမ်းမော်ရင်မောင်းသွားပြီးသူမစီနောက်တစ်ခေါက်ပြန်လာကအီးဘိုက်ကိုရွှေ့ပေးတယ်လမ်းမော်ကိုနှစ်ယောက်သားရောက်သွားတဲ့အချိန်မှာတော့သူမကအဝေးကနေမြင်ရတဲ့တမန်ရန်ကြီးကိုငေးကြည့်ရင်းနဲ့လှလိုက်တာဒီလောက်လှတဲ့အလှတရားရဲ့နောက်ွယ်မှာဝမ်းနည်းစရာအဖြစ်အပျက်တွေရှိကြတိတ်နှမျောဖို့ကောင်းတယ်တမန်ရန်ကြီးကိုပြောတာလားအမမော်တမန်ရန်ကြီးကိုဘယ်သူတင်ခဲ့လဲသိလားနရသူမအတန်ထွက်ပြီးရေမောလိုက်တယ်ပကံသားအောင်မှဘသူတဲခဲ့လဲမေးမိတာပဲဒါကတော့အမကကျုပ်တို့အထင်ကြီးလုံးပြီပကံသူပကံသားတိုင်းပကံဖျားတမိုင်းတို့သိရမဟုတ်ဘူးဗျကျုပ်ဆိုနာမည်လောက်ပဲသိတာတိတ်ပြီးတမိုင်းကြောင်းနေမသိဘူးလမ်းပြလေးတွေကတော့သူတို့သွားနေကြဖျားတွေရဲ့တမိုင်းကြောင်းမတော်တစ်ခေါက်ရှင်းပြတတ်တယ်ကျုပ်ကတော့တိတ်ပြီးစိတ်ဝင်စားဘူးအမထင်တာပကံကလေးတွေကပိုသိမယ်ထင်တာပါဇက်ပြောရာဇဝင်နဲ့ပိုတိကြတာပါတယောက်စကားတယောက်ကြားပြီးဧည့်သည်ကြအောင်ခြေကားပြီးပြောကြတာနေ့စဉ်နေ့တိုင်းစားဝတ်နေရေးအတွက်လုံးပန်းနေရတော့တချို့ဖျားတွေဆိုရောက်တော့မရောက်ဘူးကြဘူးတမိုင်းချောင်းစာအုပ်တွေဖတ်ဖို့နေတတ်တာလေဒါနဲ့မင်းကဘာလို့တမိုင်းချောင်းစိတ်ဝင်စားတာလဲတကယ်တော့ပိုပြီးစိတ်ဝင်စားနေတယ်လေတမိုင်းကိုဘာလို့တင်လဲဆိုရင်ဆရာကြီးတယောက်ကမအောင်တင်ရတာတဲ့ဘာပဲဖြစ်ဖြစ်ကိုဇာတိမြေကတမိုင်းချောင်းကိုတော့နောက်အားတဲ့ခါလေ့လာတာပေါ့အကျိုးမရောက်ပါဘူးအခုဆိုတမယန်ကြီးကိုကြည့်တမိုင်းချောင်းတည်ရတဲ့အခါခံစားမှုတစ်မျိုးဖြစ်တယ်ပြန်ပြီးသုံးသပ်လို့ရတယ်ဒီဖျားတဲတော့ကနရသူရဲ့အတ္တလောဘမောဟတွေကြောင့်ပေးလိုက်ရတဲ့အသက်တွေနဲတာမှမဟုတ်တာဒါကြောင့်ပကံမှာတူးတဲ့အကြီးမားဆုံးဖျားဆိုပေမဲ့ဗမာအေးချမ်းတဲ့အငွေတက်ရလို့လေကြည့်လိုက်တာနဲ့ထိုင်းမိုင်းနေတာပဲမဟုတ်လားသူမကတမယန်ကြီးကိုငေးကြည့်ပြီးပြောနေပေမဲ့သူကတော့သူမရဲ့မျက်နှာကိုငေးရင်အမနရသူကိုမုန်းတာလားအမနရသူကိုမကြိုက်ဘူးမုန်းတာမဟုတ်ဘူးလို့သူမဝန်မခံပါမကြိုက်ဘူးဆိုတဲ့စကားကမုန်းတာမဟုတ်ဘူးလို့အတိတ်ပဲတက်ရောက်တာမျိုးမှမဟုတ်တာသူမကဆက်ပြီးတမိုင်းဆိုတာလိန်လို့ရတဲ့အရာမှမဟုတ်တာတမိုင်းအမှန်တမိုင်းအမှားတွေကြားအငင်းခုန်လည်းမဖြစ်ချင်ဘူးအမကတော့စာဖတ်ပြီးချစ်ချင်းမုန်းချင်းကြိုက်ချင်းမကြိုက်ချင်းခံစားတယ်ကဲနောက်ကျနေပြီတွားကြရအောင်သူကရှေ့ကနေလမ်းပြပြီးခေါ်သွားပေးတယ်သူနောက်ကြည့်မှန်ကနေလမ်းကြည့်တော့သူမကလူတွေစုနေတဲ့နေရာတနေရာကိုလမ်းကြည့်ပြီးစိတ်ဝင်စားနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့ပကံမှာနာမည်ကြီးတဲ့ဇီးရိပ်အကျော်ဆိုင်သူဆိုင်ကယ်ကိုရက်လိုက်ပြီးဒီကျော်ဆိုင်ကောင်းတယ်မစားမလားသူမကဝမ်းသာအားရနဲ့လက်မထောင်ပြတာကြောင့်သူဆိုင်ကယ်ကိုအကျော်ဆိုင်ဘေးနားမှာဝင်ရက်လိုက်တယ်နေ့လေကဖော်ဘူးနဲ့ထမင်းကိုနည်းနည်းပဲစားရတာသူတတိထားမိတာပေါ့အခုချိန်ဆိုသူမပိုက်စားလောက်ပြီလို့သူတွေးထားတာတကယ်မှန်နေတာပဲသူမအီးဘိုက်ကိုရက်နေတဲ့အချိန်သူကစပွဲဝိုင်းတစ်ဝိုင်းကိုမှပြီးအကျော်ဆိုင်ရဲ့ခက်လန်းလန်းကမြင်ကွက်လက်မှာနေရာပြင်လိုက်တယ်အဲ့ဒီနေရာကနေကြည့်ရင်ဖျားတွေကိုမြင်ရတော့ရှုခင်းသိမ့်လာတယ်လေအမဘာကြော်ကြိုက်လဲအကုန်ကြိုက်တယ်စူဖို့ရောအိုးပူတော်ကြိုက်သေးရှိရတာအကုန်ယူခဲ့ဘိုက်တော်စားနေပြီသူအကျော်ကျော်တဲ့နေရာကိုကိုယ်တိုင်သွားမှပြီးသူမစီပြန်လာခဲ့တယ်ရှင်နွေးချမ်းဦးနဲ့ခွက်ပါတခါတည်းတောင်းလာခဲ့တယ်ဒီနေရာလေးကတားရဟင်နော်ဟုတ်တယ်မဒီဆိုင်နာမည်ကြီးပဲဖြစ်နိုင်တယ်အခုတော့လူတွေအပြည့်ပဲသူမကဇီးပင်ကြီးကိုလမ်းကြည့်ပြီးလမ်းတွေကိုတစ်ချက်ကြည့်တယ်ပင်သားရောက်လို့ရောက်မှန်းတော့မသိတော့ပါဘူးအမအခုအကျော်ဆိုင်ကိုမှတ်ထားလို့ရတယ်ဘယ်ဘက်ကိုချိုးရင်အမားတို့မြို့တစ်ဘက်ကိုရောက်မယ်ညာဘက်ကိုချိုးရင်ရွှေစံတော်ရောက်မယ်ပြီးရင်တပ်ပညူရောက်မယ်တရပါတကားတို့ဘာလို့လဲ